ဒီပရွက်စိတ်တွေယူကုန်ကြပြီသူတို့ကဒီဘဲဝါကြီးကိုပြစ်မှတ်ထားနေကြတာဒါပေမဲ့စားတောက်ပွဲလုပ်ဖို့ပြန်တည်သွားမလို့တော့မဟုတ်ဘူးအဲ့ဒီအစား9ကီလိုမီတာဝေးတဲ့6ကမ်းပါးပေါ်ကနေပြစ်ချမလို့တဲ့ပရွက်စိတ်တွေကဘဲကြီးကိုမောင်းထုတ်ဖို့တက်ညီလက်ညီလှုပ်ဆောင်နေကြတာတောင်တွေချိုင်းတွေဖြတ်ပြီးတော့တောင်သူ့ကိုရှင်းထုတ်ပြစ်မလို့ဖြစ်ပုံကတော့တောင်ပေါ်မှာစခန်းချနေတဲ့ဒီဘဲကြီးကအလုသမားပရွက်စိတ်တောင်ကိုသွားစမိတာကိုပရွက်စိတ်လေးကပဲစိတ်ကြီးတဲနေတာမြင်တော့ဆက်ဆုကျင်သွားတယ်ဘဲကြီးကပရွက်စိတ်လေးကိုစမ်းတက်တဲ့အနေနဲ့လက်ညှိုးနဲ့ထိုးကြည့်တယ်ဒါပေမဲ့အကောင်သေးပေမဲ့အတန်တာကိုသူ့ရှော့တွက်မိသွားတယ်ဒါနဲ့ဘဲကြီးကကြီးစဲနောက်ပြောင်းတော့တာပဲရေနွေးတက်ဘူးနဲ့ပရွက်စိတ်အပေါ်ပစ်ချလိုက်တယ်ပရွက်စိတ်ကတောက်ခံထားတော့မဲ့နောက်တော့တတိတွေဟင်းသီးဟင်းရွက်တွေပါထပ်ပုံလိုက်တယ်ပရွက်စိတ်ရိုင်းနဲ့သွားပေမဲ့ပြားမသွားဘူးအကန့်တက်ရောက်အောင်ဖိအားပေးတာပေါ့ဒီကောင်စုပ်ကအတားဆီးတွေလုတ်ပြန်တယ်ဒါပေမဲ့ကြန့်ခိုင်တဲ့တတဝါလေးကကြောဖြတ်နိုင်ခဲ့တယ်ဘဲကြီးကအရှုံးမပေးဘူးယူးကြောင်ကြောင်အကြံတွေထွက်လာပြန်ရောပရွက်စိတ်ကိုကျိုးတန်းပေါ်တောင်ရှောက်ခိုင်းလိုက်သေးတယ်ပရွက်စိတ်ခန့်များအတော်လေးရိုင်းနေနေရှာပြီးကျွမ်းကျင်ပေမဲ့ဘဲကြီးရဲ့ညှဉ်းဆင်းမှုတွေကိုမခံနိုင်တော့ပဲအဲ့ဒီမှာတင်ပြသွားရှာရောဒီရုပ်မာတဲ့အထုမှုကြောင့်ပရွက်စိတ်ဒေါသထွက်သွားတယ်ဘဲကြီးကတော့တနာဖို့နေနေတာရေတောင်ရင်နေသေးတယ်ဘဲကြီးကအရန်ကြီးလုံးနေတော့ပရွက်စိတ်လည်းလက်လျှော့ပြီးထွက်သွားရုံပဲရှိတော့တယ်ဒါပေမဲ့ဒီလောက်များတဲ့အစားအစာတွေကိုလက်မလွတ်ချင်ဘူးဒါနဲ့အတိုက်စီစိတ်လှုပ်ရှားစွာပြေးပြန်သွားတယ်ဒီစားစရာတွေကိုလက်မလွတ်ချင်ဘူးလေဒါပေမဲ့အုပ်စုကြီးကကိတ်မို့မစားရတာကြာပြီပရွက်စိတ်လိမ်ပြောတယ်လို့သူတို့ထင်ကြတယ်ပရွက်စိတ်ကယူမတက်ဖြစ်ပြီးရိုင်းနဲ့လုတ်ပြမှာပဲခေါင်းဆောင်တတိထားမိသွားတယ်သူတို့လက်ဆက်တဲ့အစားအစာမစားရတာကြာပြီစားကောင်းတောက်ဖွယ်အကြောင်းကြားလိုက်တော့ခေါင်းဆောင်ကတက်ကြွသွားပြီးအချက်ပေးလိုက်တယ်ပြီးတော့ပရွက်စိတ်စစ်တက်ကြီးကစစ်ထွက်တယ်လို့မျိုးထွက်လာကြတော့တာပဲဘဲကြီးကတော့ဘာမှမသိပဲဟောက်နေတော့မယ်ကင်းထောက်ဖွဲ့ရောက်လာပြီးအလုတ်ဆောက်ဖို့ချင်းတောင်းပေါ်တက်လိုက်ကြတယ်ဒါပေမဲ့ဘဲကြီးကလှိမ့်လိုက်တော့သူတို့ကိုပိတ်မိသွားရောကိစ္စမရှိပါဘူးအင်အားနဲ့အရေးအတွက်ဆိုတာပြောရုံတက်မဟုတ်ဘူးလေအတင်းလိုက်လှုပ်ဆောင်မှုနဲ့သူတို့ဘာမဆိုလုံနိုင်နေမိုက်တယ်ဟဲ့ဒီတော့သူတို့ကဘဲကြီးကိုဖယ်ရှားဖို့တောင်ကုန်းတွေအတားဆီးတွေကြော်ပြီးဆွဲသွားကြတယ်ဒီရွယ်ချက်ရိုးရိုးလေးကသူ့ကိုခါထုတ်ပြီးအစားအစာခိုးဖို့ပဲနောက်ဆုံးတော့ဘဲကြီးဒေါသတကြီးနိုးလာတယ်6ကမ်းပါအောက်ကနေအပေါ်ကိုဒေါသနဲ့ပြေးတက်လာတယ်အစားအစာတွေအခိုးခံရတာမြင်တော့ဒေါသအကြီးကျယ်ထွက်တော့လာတယ်ဒါပေမဲ့ဒီပရွက်စိတ်တွေကအယံ့ညံလုံးတော့ဘဲကြီးခါများအမြဲလွဲချုံနေရပဲသူတို့ရဲ့အတင်းလိုက်လှုပ်ရှားမှုကပြည့်စုံလို့လှုပ်ရှားမှုတိုင်းကစီစဉ်ထားပေမဲ့မထင်မှတ်ထားတဲ့ပုံစံမျိုးလူတက်နီးပြူဟာတွေလိုပဲအထူးသဖြင့်အပျော်တန်းသမားကိုသုံးမှတ်တန်သွင်းလိုက်တယ်လို့မျိုးပေါ့ဘဲကြီးကလိုက်ဖမ်းရင်ယူမတက်ဖြစ်နေရှာတယ်နောက်တစ်စက္ကန့်မှာသူ့အင်ဂျီပါသွားရောဒေါသထွက်နေတဲ့ဘဲကြီးကရမ်းပြောက်တွေကိုဆွဲယူလိုက်တယ်အဝတ်တွေစုပ်ပြဲနေတာတော့ဒီပရွက်စိတ်တွေကိုမိအောင်ဖမ်းမယ်လို့ဆုံးဖြတ်ထားတော့မယ်ဒါပေမဲ့နောက်ဆုံးမှာတော့ပောက်ကွဲမှုကြောင့်ဘဲကြီးခမများ6ကမ်းပါပေါ်ကနေထပ်ပြုတ်ကျသွားပြန်ရော